တော့ဘန်ကောက်မှာပေါ့နော်ဘတ်တစ်ထောင်နဲ့တစ်ဖက်တိတိဘလို့လုံလောက်သုံးဆိုရမယ်ဆိုပြမှာဖြစ်ပါတယ်ရန်ကုန်ပြန်တော့မှာဖြစ်ပါတယ်။ဒါကတော့ရန်ကုန်ပြန်ကန်ဒီဘန်ကောက်ရဲ့အပိတ်ပေါ့။အဲ့အောင်မှဘတ်တစ်ထောင်ကျန်နေပါသေးရဲ့။အဲ့တော့ဘတ်တစ်ထောင်နဲ့သွားကျင်တော့ဆက်လက်ပြလို့လောက်ပါ။တက်တာ။